တခါကပြည်ဦးလွင်မှာခရီးသည်တယောက်လာရောက်တဲခိုခဲ့ပါတယ်။သူမရဲ့နာမည်ကမာနီဖြစ်ပါတယ်။ဒီဇလန်းလေးကတော့သူမကြုံတွေ့ခဲ့ရတဲ့ထူးဆန်းမှုတွေရဲ့ခြောက်ခြားဖွယ်ရာအဖြစ်အပျက်ပါ။မာနီပထမဆုံးညမှာပဲဟိုတယ်မှာပထမဆုံးအကြိမ်ခြေတံတွေကြားရပါတယ်။သူမထင်တာကအိမ်နီးချင်းအခန်းကခရီးသည်တွေရဲ့ခြေတံပါဒါပေမဲ့ခြေတံတွေကသူမရဲ့တကားနာရောက်တဲ့အခါရက်သွားတယ်။ပြီးတော့တကားကိုတစ်ချက်ခောက်တယ်လို့မျိုးပါ။နောက်ညနေမှာမနီရီချိုးခန်းသွားတဲ့အခါမှန်ထဲမှာအမျိုးသမီးတစ်ယောက်ရဲ့အရေးကိုတွေးလိုက်ရပါတယ်။ဒါပေမဲ့သူမပြန်လှည့်ကြည့်တဲ့အခါဘယ်သူမှမရှိပါဘူး။မှန်ထဲမှာပဲအဲ့ဒီအရေးကပြန်ပေါ်လာပါတယ်။မာနီအိပ်ပျော်တဲ့အခါအိမ်မက်ဆိုးတွေမှတ်ပါတယ်။သူမမတ်တဲ့အိမ်မက်ထဲမှာအမျိုးသမီးတစ်ယောက်ကသူမကိုဟိုတယ်ကနေထွက်သွားဖို့ပြောနေပါတယ်။အိမ်မက်ကနေနိုးတဲ့အခါသူမအခန်းရဲ့တကားကတစ်ချိန်လုံးဖွင့်နေတာကိုတွေ့ရပါတယ်။မာနီနဲ့ဟိုတယ်အကြောင်းလေ့လာတဲ့အခါဒီဟိုတယ်မှာအရင်ကတည်းကဒီနေရာမှာအမျိုးသမီးတစ်ယောက်သေဆုံးခဲ့ဘူးလေဆိုတာကို